ဟိုရှိကအေယာဝတီမီကန်နန်ဘေကရွာကလေးတရွာမှာကိုသားကျော်ဆိုတဲ့လှေထိုးသားတစ်ယောက်ရှိပါတယ်ကိုသားကျော်ဟာငယ်စဉ်ကလေးကမိပြင်မှာကြီးပြင်းလာထူပြီးရေစီးကြောင်းကိုဖတ်တတ်သလိုလှေလော်တာလည်းတရွာလုံးမှာအတော်ဆုံးလို့နာမည်ကြီးပါတယ်သူ့ရဲ့ခွန်အားကလည်းတန်ပါလို့ဘလောက်ပဲရေစီးတန်ပါစေဂယူမဆိုင်ပဲအတင်းတမလှော်ခတ်လေးရှိပါတယ်တနည်းမှာတော့ကိုသားကျော်ဟာမြစ်တစ်ဖက်ကန်းကိုအရေးကြီးရဲ့ကုန်စီတွေပို့ဆောင်ဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီနေ့မှာမိုးကလည်းအုံမိုင်းနေပြီးမြင့်ကြီးကပုံမှန်ထက်ပုံမူထန်နေပါတယ်လမ်းခုလက်မှာတော့အပတ်ကြီးလာပြီဖြစ်တဲ့ဦးမြဆိုတဲ့လှေအိုကြီးတစ်စက်နဲ့စုံပါတယ်ဦးမြကလှမ်းအော်ပြောတယ်ဟေးတားကျော်ဒီနေ့ရေစီးကတိတ်ကျန်းတယ်ဟေ့ရေစီးကြောင်းအတိုင်းခဏဆောင်ပြီးမှကြွေလော်မှရမယ်အတင်းတူးမတတ်နဲ့ဦးကိုသားကျော်ကသူ့ရဲ့ခွန်အားကိုယုံကြည်တာကြောင့်ပြုံးစည်းစည်းနဲ့ပဲအဘရဲ့ကျွန်တော်လက်မောင်းတွေကိုကြည်စားမှာဒီလောက်ရေစီးလေးကတော့ကျွန်တော်အတွက်အပျော်ပါလို့ဆိုပြီးအားကုန်တုံးကရေစီးကိုစံတတ်ပါတော့တယ်မိနစ်အနေငယ်ကြတော့ကိုသားကျော်ဟာတကယ်ပဲဒုက္ခရောက်ပါတော့တယ်ရေစီးကဝယ်ကရက်တွေနဲ့အတူသူ့လေကိုဟိုဘက်ဒီဘက်ဆွဲရမ်းနေပါတယ်သူဘလောက်ပဲအားစိုက်ထုတ်ပြီးလှော်ပြီးမယ်လှေကရှေ့ကိုမတက်ယုံတင်မကပဲကြာဆောင်တွေဘက်ကိုမျောပါသွားတော့မယ်အခြေအနေရောက်နေပါပြီကိုသားကျော်ရဲ့လက်မောင်းတွေကလည်းညောင်းညာလာပြီးချွေးတွေရွှဲနေပါပြီအဲ့ဒီအချိန်မှာတော့ဦးမြကသူ့ရဲ့လှေအိုကြီးကိုအေးလူလှော်ခန့်ရင်းကိုသားကျော်နားရောက်လာပါတယ်ထူးဆန်းတာကဦးမြဟာကိုသားကျော်လောက်အားမဆက်ရပဲရေစည်းချောင်းကိုအသားရကြော်ဖြတ်နေတာပါဒါကျော်မင်းရေနဲ့တိုက်ခိုက်နေတာကိုရလိုက်စမ်းရေစည်းချောင်းကိုစန့်ကြည့်မနေနဲ့ရေရဲ့အရှင်ကိုအတုံးချပြီးဘေးတိုက်လီလှော်ကြည့်စမ်းလို့ဦးမြကအကြံပေးပါတယ်ကိုသားကျော်လည်းဦးမြပြောရဲ့အတိုင်းအတင်းအသမဆံမကတ်တော့ပဲရေစည်းချောင်းရဲ့အကွေ့အဝိုက်ကိုလိုက်ပြီးလေကိုထိန်းချောင်းလိုက်ပါတယ်မကြခင်မှာလေလေကဝဲကရက်ထေကလွတ်မြောက်သွားပြီးလိုရာခရီးကိုချောမောရောက်ရှိသွားပါတော့တယ်ခရီးဆုံးရောက်တဲ့အခါကိုသားကျော်ဟာဦးမြကိုကတော့ပြီးဝင်ခါလိုက်ပါတယ်ကျွန်တော်အားကိုပဲယုံပြီးမှားသွားတယ်ဗျခွန်အားထက်ညံပီငါနဲ့အတွေ့အကြုံကပိုအရေးကြီးမှခုမှသိတော့တယ်ပုံပြန်လေးရဲ့ဆိုလို့ရင်းကဘဝမှာအခက်အခဲတွေနဲ့ကြုံလာရတဲ့အခါကိုယ့်ရဲ့ဇွဲလုံးလာရှိဖို့လိုအပ်တယ်လို့အခြေအနေနဲ့အချိန်ခါကိုနားလည်ပြီးဉာဏ်ပညာရှိရင်ဆိုင်ဖြေရှင်းဖို့ကလည်းအလွန်အရေးကြီးကြောင်းဖော်ပြနေတာဖြစ်ပါတယ်